ကပ်မှာမြန်မာဖောက်မမှန်တဲ့ပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲအားလုံးပဲမင်္ဂလာပါ HP29 ရကြိုဆိုပါရစေဒီတစ်ခေါက်မှာတော့ကျွန်တော်ပြောပြပေးတော့မယ့်အကြောင်းအရာကတော့ဒီကျွန်တော်တို့သုံးနေတဲ့ဒီ video editing software ဖြစ်တဲ့ CapCut မှာမြန်မာ font ကိုဘယ်လိုမျိုးမှန်ကန်အောင်လုပ်ရမလဲဆိုတော့ပြောပြပေးတော့မှာဖြစ်ပါတယ်အားလုံးပဲဒီချာလေးလိုက်ကြည့်လိုက်ကြပါအောင်ဗျာအရင်ဦးဆုံးကျွန်တော်တို့ကဒီဖုန်းရဲ့ Play Store ကိုအရင်သွားအောင်မှာဖြစ်ပါတယ် Play Store ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ search bar မှာဘာရိုက်ထည့်ရမလဲဆိုရှင် Z font ဆိုပြီးရိုက်ထည့်ရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ Z font 3ပေါ့နော်ဆိုတော့ Z font 3ဆိုတာလေးကြားလာပြီဆိုလို့ရှိရင်ဒီဟာလေးပါဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ install လုပ်အောင်မှာဖြစ်ပါတယ်ဖုန်းထဲကိုကျွန်တော်ကတော့ဒီမှာ install လုပ်ထားပြီးသားဖြစ်တယ်ပေါ့နော်ဆိုတော့ install လုပ်ရမှာဖြစ်တယ် okay ဆိုတော့ကိုယ့်ရဲ့ဖုန်းထဲမှာ Z font လေးရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကZ font ဆိုတဲ့ application လေးတွေကိုတွားမယ်တွားပြီးလို့ရှိရင်ဒီမှာ font မျိုးစုံတွေ့ရမယ်ပေါ့နော် font မျိုးစုံတွေ့ရမယ်ဆိုတော့ဒီမှာအောက်ကိုတစ်ချက်ဆွဲချလိုက်မယ်ဆိုလို့ရှိရင်အောက်မှာမြန်မာဆိုတဲ့ဟာလေးဒီမှာ189မျိုးရှိရပေါ့နော်ဆိုတော့အဲ့ထဲမှာကိုကြိုက်တဲ့ font ကိုရွေးလိုက်လို့ရတယ်ဒီမှာ all နှိပ်ပြီးတော့ဆိုရွေးလိုက်လို့ရတယ်ဆိုတော့ဥပမာကိုကဒီမှာရွေးရင်းနဲ့မှဥပမာဒီမှာဒီ font လေးကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာတစ်ချက် click လိုက်မယ်click လိုက်ပြီးလို့ရှိရင်ဒီအောက်မှာ download ဆိုတာလေးပေါ်နေလိမ့်မယ်ပေါ့နော်ဆိုတော့အလားလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးလို့ရှိရင်ဒီမှာအမှန်ချက်လေးချက်လိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာသူက z file is not running ဆိုတာလေးတွေ့လာမယ်ဆိုလို့ရှိရင်ဒီမှာ open z file လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒါ z file လေးရောက်ပြီပေါ့နော်ဆိုတော့ဒီမှာ z file လေးရပြီဆိုတော့အဲ့ z file မှာမှကျွန်တော်ကပြန်ပြီးတော့ထွက်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ metaphor ရှိလိမ့်မယ်ဆိုတော့ metaphor ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်okay ဆိုတော့ဒီမှာ ready to apply ဆိုတာလေးရပြီပေါ့နော်ဆိုတော့အဲ့လိုရသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာပြန်ထွက်လိုက်မယ်ပေါ့နော်ဆိုတော့ပြန်ထွက်ပြီးလို့ရှိရင်ကျွန်တော်တို့ခုနက CapCut ထဲကိုပြန်ဝင်ရမှာဖြစ်ပါတယ်Okay CapCut ထဲကိုရောက်ပြီဆိုလို့ရှိရင်အခုဆိုရင်ကျွန်တော်ကဒီမှာမြန်မာစာရိုက်ထားတယ်ပေါ့နော်ဆိုတော့အမှနှစ်ချက်တိုးလိုက်မယ်ပေါ့နော်နှစ်ချက်တိုးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ font ဆိုတဲ့နေရာလေးကိုတွားအောင်မှာဖြစ်တယ်ဆိုတော့ font ဆိုတဲ့နေရာလေးကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဆွဲကြည့်လိုက်မယ်ဆိုဒီမှာ my font ဆိုတာလေးရှိရပါတော့ဆိုတော့အဲ့ဒီ my font ကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ဒီမှာတော့ကျွန်တော် down ထားတဲ့ဟာလေးတွေကျွန်တော်ထည့်ထားတယ်ပေါ့နော်အမှဒီမှာဒီထောက်မှာ add ဆိုတာလေးရှိရဆိုတော့အဲ့ add လေးကိုနှိပ်လိုက်မယ်ဆိုဒီမှာ my font ဆိုတာလေးကြာလာပြီပေါ့နော်ဆိုတော့ okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ကဒီမှာဒီလိုပုံစံမပေါ်လာဘူးဆိုရင်တော့ကျွန်တော်တို့ဒီတော့မှာတောင်းကဟာလေးကိုနှိပ်ပြီးတော့ဒီမှာ z font ဆိုတာလေးဝင်ရမယ်ဝင်ပြီးလို့ရှိရင်ဒီမှာ font ရှိမယ်အဲ့မှာကရန်ပအိုရှန်အဲ့လားလေးလည်းရှိရပါတော့ကျွန်တော်ကတော့ဒီမှာမြန်မာကိုတောင်းထားတာဖြစ်တဲ့အတွက်ဒီမှာမြန်မာမှာ okay ဆိုတော့ဒီကောင်လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီမှာထည့်ထားပြီးသားဖြစ်တဲ့အတွက်ဒီမှာပြောင်းလိုက်မယ်ဆိုလို့ရှိရင်မြန်မာစာတွေကကိုကြိုက်တဲ့မြန်မာစာပုံစံကစင်ပြေသွားပြီဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီမှာstyle တွေပါပြန်ယူလို့ရပါပြီဖြစ်ပါတယ်။ Okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော် channel ကိုလည်း subscribe လေးလုပ်ထားပေးကြပါဦးဗျာ။